那那我们那个叫你不要嘛，对啦。我那俺ရွာလန်းတိုင်းလေးဟာဒီဘိုင်စကယ်ကြီးစီးလာတော့အဲ့တော့ခွေးလေးအကြီးချုံတော့ငါတန်းဝင်သွားတာဟေးသိလားအဲ့ဒါဟဲ့ဟိုဘိုင်စကယ်ကမစီးဘူးလားစီးတာပေါ့ခွေးလေးကမရဘူးလားရတာပေါ့တော့ကိုရင်သားကြီးကဟိုခွေးလေးစီအမွေးထိပြီးတော့ရားလာတဲ့တူတယ်ကျုပ်လည်းရားဘူးလေတော့ရွာထဲကကောင်မလေးလေဟိုသူ့စပင်းနဲ့ပုတ်လိုက်တော့မှအရားတက်တာပါလားနင်ကပုတ်ပေးပါလားကျုပ်ကပုတ်ဖို့အချိန်မရဘူးတော့ဝိုင်းစိန်လာလိမ့်မယ်သူ့ပုတ်ခိုင်းလိုက်လေနင်ပုတ်လည်းအတူတူပါပဲဟဲ့ကျုပ်အချိန်မရဘူးတော့ဝိုင်းစိန်မှာပုတ်ခိုင်းလိုက်တော့ဒုက္ခပါပဲကွာရာစီရီးစားလေးတောင်မပြောလိုက်ဘူးဒီပော့တန်နဲ့ပဲအချိန်ကုန်တော့သေရောကွာဆုံးမြန်ပြီတစ်ချက်ဟဲ့ကွာဘာကိစ္စကိစ္စတော့အေးပြောတော့ဗျာချိန်ရတယ်မလားရပါလေမောပြီရင်တွေးလေးပါချလိုက်ပါရင်တွေးတယ်လေအေးလို့ပါလားဗျာမတက်တည်းထည့်ထားတာလေကွာဒါလည်းဒီမှာလောက်ပါမအားဘူးအေးပါဟာဥမင်းကြီးတော့နာမည်ကျော်ဆေးစရာကြီးဆိုတော့ဆေးဖော်နေကြပြီထင်တယ်အေးကွာဆေးတွေကခဏခဏကုန်နေလေကွာဒါကြောင့်ပြန်ဖော်နေရတာကွာကုန်တာလည်းမပြောနဲ့လေဥမင်းကြီးကနာမည်ကျော်ဆေးစရာကြီးကိုဗျတရွာလုံးကလည်းဥမင်းကြီးပဲအားကိုးနေရတာမဟုတ်ဘူးလားဟုတ်ပါဘူးကွာအဲ့တော့ဆေးတွေလည်းဝယ်တဲ့သူများတော့ကုန်တာပေါ့ဟုတ်တယ်မလားတကယ်တော့လေဒီဘိန်းတော်ဆေးပညာဆိုလည်းတာမင်ညောင်ညပညာမှမဟုတ်ဘဲနဲ့နော်လူတိုင်းတန်အကုန်လုံးလုံနေကြမှာပေါ့ဟုတ်တယ်မလားလေးစားတယ်ဗျာတကယ်တော့လေဗျာဒီလူရဲ့ခန္ဓာကိုယ်ကမတန်ထူးဆန်းနေဗျာနော်ပထဝီတေဇောအာဘောဝါယောဆိုဓာတ်ကြီးလေးပါနဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးလားမှန်တာပေါ့အဲ့ဒီကဓာတ်တစ်ခုခုချိုရွရင်ဖျားနာမကြမ်းဖြစ်မယ်နော်အစိုးဆုံးကတော့ပထဝီပြည့်ရင်ဇီဝင်ချုပ်မယ်ဟမ်အေးဘောကွာဟုတ်တာပေါ့သိအရေးကြီးတယ်ဟောဦးမင်းကျုပ်လည်းရှော့မတွနဲ့နော်ကျုပ်ကလည်းဆေးစရာမဟုတ်ဘူးသာဆိုပေနဲ့ကုန်းပေါင်နန်းတွင်ဆေးချမ်းတော်ယူအလွတ်နီးပါးရအောင်မှွေနောက်ပြီးဖတ်ထားတာဗျအဖြစ်နိုင်ကျုပ်ကလေဆေးဖော်ပြီးတော့ကိုရောင်းနေတာဦးမင်းကြီးအားနာလို့ဦးမင်းကျုပ်သဘောပြောရရင်တော့ဗျာဦးမင်းကြီးလို့တော်တဲ့သမားတော်တယောက်ကိုကျုပ်ကဒီဘာမဟုတ်တဲ့ဇန်နဘုတ်ကျုပ်တို့ရွာလေးမှာတယ်အောင်မြင်တာမျိုးဖြစ်စေချင်ဘူးဗျဥပမာဇီဝကတို့လိုမျိုးပေါ့နန်းတွင်သမားတော်အကျော်မော်ဖြစ်စေချင်တာဦးမင်းကြီးလည်းညံ့ပါတယ်ဗျာကျုပ်ဖြင့်အားကိုမရဘူးကျွန်တော်တို့ဒီຫນွယ်မြက်တစ်ပင်ဆေးဘဝင်နေဆိုရဆိုးစကားလဲကြားဘူးမှာပေါ့ကြားဘူးတယ်မလားကြားဘူးမှာပေါ့လေဒါဆေးစရာပဲဥစားကြီးဒီຫນွယ်မြက်တစ်ပင်ဆေးဘဝင်နေလို့ပြောတယ်ကျုပ်တွေးတယ်ဗျဒီຫນွယ်ပင်မြက်ပင်တစ်ပင်အားလုံးဟာအကျိုးအာနိသင်တစ်မျိုးစီတော့ရှိကြမှာမဟုတ်ချပဲဗျနော်အဲ့တော့ဒီအပင်တွေကိုအကုန်လုံးစုပေါင်းပြီးတော့မှစေးတော်ကြီးတစ်ပုံဖော်လိုက်မယ်ဆိုရင်ဒါ96ပါပျောက်ဖို့ဆိုတာမြေကြီးလက်ခံမလွယ်ဘူးဗျာနော်ကျုပ်တို့အဲ့လိုပဲထင်တယ်အဲ့ဒါတွေကိုပေါင်းပြီးတော့စေးတော်ကြီးတစ်ပုံဖော်ပါလားဖော်ပါလားဆိုတဲ့နေရာမှာအခက်ခဲတော့ရှိနိုင်တာပေါ့လေဒီအပင်တွေအကုန်လိုက်နှုတ်ပြီးတော့မှစေးဖော်နေမယ်ဆိုလေအချင်းတအားပေးရမှာမလားအဲ့တော့ဒီအပင်တွေအကုန်လုံးတပေါင်းဒီရနိုင်တဲ့နေရာပေါ့အဲ့ဒါမှရှိအဲ့ဒါစဉ်းစားနော်စဉ်းစားပါစဉ်းစားမယ်ဆိုတော့ကျုပ်ဘာသွားတွေးမိလဲဆိုတော့စိတ်ဗျာဂျိုနဲ့လေမြင်မှုတယ်မလားနာကြားနဲ့ကောင်အဲ့ဒီကောင်တွေကဘာစားတော့ဆိုတော့ဗျာသူအပင်အရွက်အသီးအကုန်စားတာဟုတ်ဒီအသီးတွေအရွက်တွေအပင်တွေအကုန်လုံးကသူ့ဘိုက်ထဲရောက်နေပြီဆိုတော့သူကနေစွန့်လိုက်တဲ့မစင်တုံးလုံးလေးမြင်မှုတယ်နော်အဲ့မစင်တုံးလုံးလေးတွေကဟာစေးတော်ကြီးသူပဲဖြစ်မနေဘူးလားအကုန်စုနေတာလေအဲ့ဒီစင်ဆေးရှိတော့မစင်လို့ပြောပါဗျာဆေးစရာဖြစ်ပြောနော်ဖရုတ်တာဝါစာတွေမပြောပါနဲ့ဒီစိတ်ကြီးဟုတ်ပါဘူးဟိုစိတ်မစင်တုံးလေးတွေကိုအခုစုံနဲ့စုပြီးတော့တမအောင်ထောင်းလိုက်မယ်ဆိုရင်အဲ့ဒီရလာတဲ့အမှုန်လေးတွေဟာ96ပါပျောက်တဲ့ဆေးတော်ကြီးဆိုရင်မကောင်းမိဘူးလားဒီသားမောင်သားကြီးမင်းငါ့အိလာတဲ့လာရင်ကိစ္စကိုပြောသားမောင်ဟုတ်သားပဲလာရင်ကိစ္စတော့မေ့သွားတယ်ဆေးချောင်းစိတ်ဝင်စားနေတယ်အဲ့ဒီလိုပါကျုံမရဒီရွာထဲမှာငွေတို့ချထားတယ်ဆိုတာဦးမင်းကြီးသိရနော်အဲ့တော့ဦးမင်းကြီးကျုံမေရှိကပတ်စံချီထားတယ်ဆိုတာလေဦးမင်းကြီးသိမှာပေါ့နော်အခုအဲ့ဒါပတ်စံလာတောင်းတာပေါ့နော်ဟေးဟုတ်တယ်ဟိုတော်တော်ကငါဗရဲကောနဲ့ကုံမရသာဝယ်တော့ချီထားတာရှိကြောက်ဟင်းလေးရှိကချီထားပတ်စံယူနော်ပြန်တော့မင်းမေစိတ်ပူနေပြီသွားပြန်တော့ပြန်မယ်ဟုတ်လို့ဆိုကျုပ်ကတာဝန်မသေးဘူးဗျဒီရွာထဲမလဲဥမင်ကြီးလို့ကျုပ်မေရှိကပတ်စံချီတာလူကနဲမှမနဲပဲတိတ်ရွာလုံးပတ်တောင်းရအောင်ပါအေးဟုတ်တယ်သွားတော့နော်သွားမယ်哟，下一，
ဆရာကြီးဆရာကြီး ဟေးဘာဖြစ်လူဘာဖြစ်လို့ ကြိုထိုးလို့မနေ့ခင်းနေရကြိုထိုးတာအခုလည်းမပြောင်းသေးဘူးဆရာကြီး ချိုးထိုးတာ ခမရောက်တာလေဗျ ဟေးဘာလို့လဲလဲ ဩဆရာကြီးကလည်းစေးစက်ပြီးညံ့တာဂျိုထိုးတယ်ဆိုအမတ်တမဲ့အဲ့လိုမျိုးလုံးလိုက်အမတ်တမဲ့ဖြတ်ထုံးညံကူထုံးမို့အဲ့ဒါမှသူဂျိုထိုးတာအခုပြောက်သွားပြီကောင်းပါပြီလား ကြိုထိုးတာမဟုတ်ဘူးဗျကြိုမိမထိုးတာဗျ ဩခဏမိတ်ပါလားမသိဘူးကျုပ်ကခမရထိုးတယ်အောင်မလို့စိတ်မဆိုးပါနဲ့ဗျာ မကျင်နဲ့ဘူးခမရောက်ကြီးကိုတိုင်မယ် ဟာကြီးတော့မတိုင်းပါနဲ့ဗျာဟိုကျုပ်ကလည်းစေတနာအမားပါဟိုဝါလေးဟိုသူ့ရှာရတာတဲ့ပတ်သက်လေးယူလိုက်တော့6ပြစေးဖို့သွားပြီနော် ဟာပြရတော့ကွာလှုပ်ချလိုက်ပြန်